သူသာဒီဆုံးမှာအဆက်ပြတ်ဖို့ကြတော့ပြောတာသူရင်ဆုံးမှာဆုံးသက်ဖို့လည်းမဖြစ်လို့ငိုကဆုံးဖို့တော့မဖြစ်နိုင်ပါဘယ်လိုမှမဖြစ်နိုင်ပါပြောတော့နားလည်မှုတွေပေးနေခဲ့ရတကယ်ချစ်လို့မဟုတ်ဘူးတကယ်ကိုရင်မကုန်ခဲ့လို့ရင်တယောက်တော့ဖုံအော်